စိုက်ပျိုးရေးကိုလောက်ကိုင်းနေကြတဲ့တောင်လယ်သမားတွေအနေနဲ့အခက်အခဲတွေများစွာရှိကြပါတယ်အခက်အခဲတွေများစွာတွေရမှာကြီးမားတဲ့အခက်အခဲတစ်ခုဆိုလို့ရှိရင်ကျွန်တော်တို့ရင်းနှီးထားတဲ့ရင်းနှီးနဲ့ကျွန်တော်တို့ရောင်းတဲ့အခါမှာရတဲ့ဈေးနှုန်းနဲ့မမျှတတာပဲဖြစ်ပါတယ်ကျွန်တော်တို့ရင်းနှီးထားတဲ့ရင်းနှီးနဲ့ရောင်းတဲ့အခါမှာအမြတ်ရဖို့မျှော်မှန်းထားတဲ့ဈေးတန်ရဖို့ဆိုလို့ရှိရင်အခြားနိုင်ငံတွေမှာဘယ်လိုရောင်းဝယ်ကြလဲဆိုတာကိုကျွန်တော်လည်းပြပေးပါမယ်တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့တောင်သူတွေအနေနဲ့ရင်းထားတဲ့နှုံသားထက်အမြတ်ရအောင်အစိုးရနေပြီးတော့အမှတ်ထားတဲ့ဈေးနှုန်းရှိပါတယ်တချို့နိုင်ငံတွေဆိုလို့ရှိရင်တော့လိုပြောမလဲကုန်တယ်ကြီးတွေပြောမလားဝယ်တဲ့ကုမ္ပဏီတွေကနေပြီးတော့သူကဝယ်တဲ့ကုမ္ပဏီတွေကဘလောက်ဝယ်မယ်ဒီနံအည်တွေးဘလို့ပြည့်မီရမယ်ဘယ်ဈေးနဲ့ဝယ်ပေးမယ်ဆိုပြီးတော့စာချုပ်ချုပ်ထားမျိုးတွေရှိပါတယ်အဲလိုရောင်းချလို့ရတဲ့နည်းဆိုလို့ရှိရင်ကျွန်တော်တနည်းကတော့အစိုးရကနေတတ်မှတ်ပေးတဲ့ဈေးနှုန်းမှာတောင်သူတွေအမြတ်ရဖို့အတွက်အမြတ်ကြံမှုအတွက်တောင်သူလည်းအမြတ်ကြံမှုစားတုံးတဲ့လူလဲစားလို့အဆင်ပြေမယ်တောင်သူလည်းအမြတ်ကြံမှုအတွက်တတ်မှတ်ထားတဲ့အစိုးရနေပြီးတော့တတ်မှတ်ပေးတဲ့တတ်မှတ်ဈေးနှုန်းပေါ့နော်နောက်တစ်နည်းကတော့ကုမ္ပဏီတွေကနေပြီးတော့စာချုပ်နဲ့ဘလောက်ဝယ်မယ်ဆိုပြီးတော့ကျွန်တော်တို့စာချုပ်ချုပ်တဲ့နည်းပေါ့နော်ကျွန်တော်တို့အနေနဲ့လည်းစင်ပြေတဲ့နည်းနဲ့ရောင်းဝယ်ဖောက်ကားလို့ရပါတယ်ကျွန်တော်နိုင်ငံမှာဆိုလို့ရှိရင်တောင်လယ်သမားရဲ့အနေနဲ့ဘယ်လိုမျိုးရောင်းဝယ်ခြင်းလဲဘယ်သူ့ကိုရောင်းမှာလဲဘယ်ကုမ္ပဏီကိုရောင်းမှာလဲဥပမာတယောက်တည်းနဲ့ကိုရောင်းရင်လို့ရောင်းမှာလားကျွန်တော်တို့ကတောင်တွေစုပေါင်းပြီးတော့အဖွဲ့လိုက်ရောင်းမှာလားတတ်မှတ်ဈေးနှုန်းနဲ့ရောင်းဝယ်ခြင်းသလားကုမ္ပဏီတွေနဲ့စာချုပ်ချုပ်ပြီးတော့ရောင်းဝယ်ခြင်းလားဥပမာကျွန်တော်တို့ကတယောက်တည်းရောင်းတာနဲ့အများနဲ့ရောင်းတာနဲ့ကြတော့မတူပါဘူးကျွန်တော်တယောက်တည်းရောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ဈေးကျွန်တော်တို့အများနဲ့စုပေါင်းပြီးရောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြိုက်တဲ့ကျွန်တော်တို့မျှော်မှန်းထားတဲ့ဈေးကိုရနိုင်ခြေပိုပြီးတော့များပါတယ်ဘာလို့လဲဆိုတော့အများနဲ့ရောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကုမ္ပဏီနဲ့ဓာတ်ရိုက်လဲရောင်းပြလို့ရပါတယ်ဂျားတွေကဘာပွဲသားမှမရှိဘဲနဲ့
စုပေါင်းပြီးတော့လည်းရောင်းလို့ရပါတယ်ပြီးတော့ကျွန်တော်တို့ကဘယ်သူ့ကိုရောင်းမှာလဲကျွန်တော်တို့ဇွာဈေးကောင်းပေးမှာလဲကျွန်တော်တို့ရဲ့တီးနှံနေရတကယ်အည်တွေးပြည့်မီတယ်ဆိုရင်တော့မှပဲဒီတီးနှံရဲ့အည်တွေးကိုမတိတဲ့လူတွေကိုတွားရောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုဈေးကောင်းပေးမှာမဟုတ်ဘူးကျွန်တော်တို့ကတွေ့ကြရလူရောင်းလို့မရဘူးတကယ်လိုအပ်နေတဲ့လူတွေတကယ်တန်ရာတန်ကြီးတီးတဲ့လူတွေကိုကျွန်တော်တို့ကရောင်းဖို့လိုရတယ်ပြီးတော့ကျွန်တော်တို့တောင်သူလယ်သမားတွေအနေနဲ့ကလည်းပြီးရောစိုက်တာမျိုးမဟုတ်ဘဲနဲ့ဥပမာကျွန်တော်ဆို organic စိုက်တယ်ဆိုပါစို့ကျွန်တော် organic စိုက်ရင် organic ဈေးရရမယ်တီချာစိုက်ထားတဲ့လူတွေအတွက်တီချာစိုက်ပျိုးထားတဲ့လူတွေအတွက်တီချာစိုက်ပျိုးထားတဲ့ဈေးနှုန်းဆိုတာရှိရမယ်အဲကြောင့်တကယ်ကျွန်တော်တို့အနေနဲ့လည်းအည်တွေးပြည့်မီတဲ့တီးနှံတွေကျန်းမာရေးနဲ့ညွတ်တဲ့တီးနှံတွေကိုစိုက်ဖို့လိုအပ်ပါတယ်တောင်နယ်ဓမ္မတွေအနေနဲ့ကလည်းအသိပညာဘုဒ္ဓတာကျွမ်းဖို့လိုအပ်ပါတယ်တော်တို့ထဲထိုးတဲ့ယုံထွန်မွေတဲ့ယုံနဲ့အဆင်မပြေပါဘူးကျွန်တော်တို့ကဒီတောင်လူတွေအနေနဲ့ကလည်းဒီတီးနှံရဲ့မျိုးစိမြေအနေထားဈေးကွက်အနေထားစတွေအကုန်နားလည်ထားမှထားလဲအဆင်ပြေတဲ့ခေတ်ကိုရောက်လာပါပြီတောင်သူတွေနဲ့လည်းတိချာစိုက်ပျိုးမယ်ပြီးရင်ကျွန်တော်တို့ဝယ်တဲ့လူကိုလည်းကျွန်တော်တို့ကတွေ့ကြရလူကိုရောင်းတာမျိုးမဟုတ်ဘဲနဲ့တကယ်ဈေးကောင်းပေးမဲ့လူအဲ့လိုလူမျိုးတွေကျွန်တော်တို့ကရှားပြီးတော့ရောင်းရတာပဲဖြစ်ပါတယ်ဥပမာကျွန်တော်နိုင်ငံနဲ့ရောင်းမယ်ဆိုရင်လည်းကျွန်တော်တို့ကဘယ်သူ့ကိုရောင်းမှာလဲဆိုတဲ့စကားဘယ်သူ့ကိုရောင်းမှာလဲဆိုတာအရေးကြီးပါတယ်ကျွန်တော်နိုင်ငံထဲမှာလည်းလူတိုင်းကဒီဈေးပဲပေးတာမဟုတ်ပါဘူးဒီလူကိုရောင်းမယ်ဆိုဈေးတစ်မျိုးတပြည့်လူကိုရောင်းမယ်ဆိုလို့ရှိရင်ဈေးတစ်မျိုးလည်းဖြစ်နိုင်ပါတယ်ဥပမာထိုင်းကိုရောင်းမယ်ဆိုရင်ဈေးတစ်မျိုးဂျပန်ကိုရောင်းမယ်ဆိုဈေးတစ်မျိုးကိုရီးယားကိုရောင်းမယ်ဆိုဈေးတစ်မျိုးလည်းဖြစ်နိုင်ပါတယ်ဥပမာတရုတ်ကိုရောင်းမယ်ဆိုရင်ဈေးတစ်မျိုးအိန္ဒိယကိုရောင်းမယ်ဆိုရင်ဈေးတစ်မျိုးလည်းဖြစ်နိုင်ပါတယ်ကိုပစ္စည်းကကောင်းနေတော့မှပဲတန်ဖိုးမတိတဲ့လူကတန်ဖိုးမရှိဘူးလို့လည်းထင်တတ်ပါတယ်ရောင်းတဲ့လူကလည်းကိုပစ္စည်းဘယ်လောက်တန်လဲဆိုတာသိဖို့လိုပါတယ်တန်ဖိုးရှိအောင်လည်းပြုလုပ်ဖို့လိုပါတယ်ပြီးရင်တန်ဖိုးရှိတန်ဖိုးတိတဲ့လူကိုရောင်းတတ်ဖို့လည်းလိုပါတယ်တောင်သူလယ်သမားရဲ့အနေနဲ့10 တန်းအောင်မှုတော့လိုချင်မှလိုပါလိမ့်မယ်ဒါပေမဲ့စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့နည်းပညာအသိပညာဘုဒ္ဓတဈေးကွက်အနေထားစတွေကတော့မလေးလာလို့မရတဲ့ခေတ်ကိုရောက်လာပါပြီ။ဘာကြောင့်တောင်လယ်သမားတွေအဆင်မပြေရတာလဲလို့ဆိုလို့ရှိရင်အဲ့လိုမျိုးဈေးကွက်အနေထားတွေနည်းပညာတွေဒါတွေအသိပညာဘုဒ္ဓတွေနဲတာကြောင့်လို့ပဲ
ပြောရမှာပါပဲဒါမုန်းခံပြီးတော့အပြစ်ပြောတာစေတနာပါကျွန်တော်တို့အနေနဲ့ကောင်းကောင်းလုပ်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပစ္စည်းက organic ဖြစ်တင်ပဲဆိုလို့ရှိရင် organic ဝယ်တဲ့လူကိုကျွန်တော်တို့ရှာမိမှာပဲကျွန်တော်တို့ကကိုယ့်ယောဂါယာပဲစိုက်ပျိုးထားမှဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတိုင်းပဲရောင်းမိမှာပဲအဲ့လိုမျိုးပဲကျွန်တော်တို့ကအကောင်းဆုံးအည်တွေးမိစေတနာပြည့်ပြည့်နဲ့စိုက်ပျိုးထားတဲ့အတိနံနေဆိုလို့ရှိရင်ကျွန်တော်တို့ကလည်းဝယ်တဲ့လူဟာဒီလူဟာဈေးရဒီပစ္စည်းကဘယ်လောက်ရတဲ့နေဆိုတော့ကျွန်တော်တို့အနေနဲ့လည်းခံမှန်းလို့ရပါတယ်ဒါကြောင့်မလို့တောင်းလေဓမ္မတွေအနေနဲ့ကျွန်တော်တို့ဟာတယောက်တစ်ပေါက်လောက်တာမျိုးမဟုတ်ဘဲနဲ့ဥပမာကျွန်တော်တို့ကလေကွင်းတစ်ကွင်းမှာတူတစ်မျိုးကိုတစ်မျိုးတိနံနေစိုက်တယ်ဆိုလို့ရှိရင်သူ့ရဲ့အကျိုးကောင်းကျိုးကတစ်မျိုးဗျဥပမာလေကွင်းတစ်ကွင်းမှာARV ဒါပဲစိုက်မယ်ဥပမာဆင်းတုကပဲစိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့အကျိုးအာနိသင်ကတစ်မျိုးပါဥပမာကျွန်တော်တို့စိုက်တဲ့အချိန်ကအလူတူစိုက်မယ်ဆိုလို့ရှိရင်အကျိုးပိုများလို့တယောက်တစ်ပေါက်စိုက်မယ်ဆိုလို့ရှိရင်အကျိုးကနည်းမှာပဲဖြစ်ပါတယ်ဥပမာဝယ်တဲ့လူတွေအနေနဲ့ကလည်းဗျဥပမာဒီတောင်းလေဓမ္မတွေစီကနေပြီးတော့ဘလို့အမျက်ယူမယ်ပေါ့နော်အဲ့လောက်ပဲတွေးကြတာများပါတယ်ခုတောင်းလေဓမ္မတွေဆင်းရဲတယ်ဆိုလို့ရှိရင်တို့စီကမျက်ဘလောက်ရမှာတော့ကျွန်တော်ဒါဝယ်တဲ့လူဆိုလို့ရှိရင်နိုင်ငံခြားဝင်ငွေလောက်ကိုပဲနိုင်ငံခြားဝင်ငွေပဲလိုချင်တယ်တောင်းလေဓမ္မတွေစီကအမျက်ကအဲ့လောက်မဟုတ်ဘူးနိုင်ငံခြားဝင်ငွေရမှသာများရမှာပေါ့ကြီးဝါမှာပေါ့ချမ်းသာမှာပေါ့ပြောဘူးပါလိမ့်တချို့ပြောကြပါလိမ့်မယ်ချမ်းသာတဲ့လူနဲ့အတူနေချမ်းသာဆင်းရဲတဲ့လူနဲ့အတူနေဆင်းရဲမယ်အဲ့လိုပဲကိုယ်နိုင်ငံတောင်လူတွေဆင်းရဲရင်လည်းဝယ်တဲ့လူလည်းဆင်းရဲမှာပဲကိုယ်နိုင်ငံတောင်လူတွေမဆင်းရဲသေးခြင်းမှုဆိုရင်သူတို့နားမလည်ပြောပြမှာပေါ့သူတို့မတိတာကိုကူညီပေးရမှာပေါ့လူတို့အမျက်ရအမျက်နဲရင်သူတို့အမျက်ကိုအလောက်မဟုတ်ဘဲနဲ့နိုင်ငံခြားဝင်ငွေကိုပဲဦးစားပေးရမှာပေါ့ရည်တွေးပြည့်မီအောင်ကူညီပေးရမှာပေါ့အဲ့လိုဆိုမှကျွန်တော်တို့နိုင်ငံချမ်းသာမှာကျွန်တော်တို့တယောက်ချင်းတည်လေနိုင်ငံခြားဝင်ငွေတိုးပြီးချမ်းသာမှာပေါ့ဥပမာထိုင်းနိုင်ငံဆိုလို့ရှိရင်လည်းဒါခရီးသွားလုပ်ငန်းနေပြီးတော့နိုင်ငံခြားဝင်ငွေနေနဲ့ချမ်းသာအောင်လုပ်တယ်စင်ကာပူဆိုလို့ရှိရင်လည်းဒါလူတွေကိုပညာတတ်အောင်လုပ်ပြီးတော့ဒီပညာနဲ့လုပ်ထားနေပြီးပညာအရင်းနှီးနဲ့ဝင်ငွေရအောင်နိုင်ငံခြားဝင်ငွေတွေရအောင်သူတို့အလုပ်လုပ်တယ်ပေါ့နော်ဥပမာကျွန်တော်တို့က
ကျွန်တော်ထင်ပြရမယ်ဆိုလို့ရှိရင်တော့နိုင်ငံချမ်းသာတာနိုင်ငံခြားငွေများများစားရမှာပဲချမ်းသာမယ်လို့ကျွန်တော်ကတော့ထင်တယ်ကိုယ်နိုင်ငံနဲ့ကချမ်းသာတဲ့လူတွေနဲ့မျှတာပြီးတုံးဆွဲရင်တော့တစ်မျိုးပေါ့ဒါမှမဟုတ်ပဲမရှိတဲ့လူစီကအမြတ်တွေယူနေတာတော့ဒါဆင်းရဲဖို့မွဲဖို့အကြောင်းပါကျွန်တော်ဝယ်တဲ့လူဆိုလို့ရှိရင်တော့နိုင်ငံခြားဝင်ငွေကိုပဲမှတ်မှာပဲတောင်တွေစီကအမြတ်ငွေကိုမမှတ်ဘူးတောင်တွေဆိုတာကကျွန်တော်တို့နဲ့လောက်ဖို့ကင်ပတ်တယ်ကျွန်တော်တို့ကဝယ်တဲ့လူကျွန်တော်ကဥမာဝယ်တဲ့လူဆိုပါတော့သူတို့ကအလုပ်လုပ်တယ်ကျွန်တော်ကကုံသွဲပြီးဆိုပါတော့ဒါလောက်ဖို့ကင်ပဲဒါသူစီကအမြတ်ကိုမျှော်ကိုရမှာမဟုတ်နိုင်ငံခြားမှာရောင်းရတဲ့အမြတ်ကိုမျှော်ကိုရမှာဒါပေမဲ့အဲ့လိုမျိုးတွေကိုယ်နိုင်ငံမှာကမတွေးတဲ့တာပဲများပါတယ်မတွေးရလို့လဲဒီလိုမျိုးဖြစ်နေတာပေါ့ကျွန်တော်တို့ကစိုက်ပျိုးရေးဘူးမှာကျွန်တော်တို့နိုင်ငံမှာဆိုစိုက်ပျိုးရေးနဲ့စိုက်ပျိုးတဲ့လူတွေအများကြီးပဲစိုက်ပျိုးတဲ့လူနဲ့စိုက်ပျိုးရေးနဲ့ကျွန်တော်တို့နိုင်ငံဟာကြီးပွားချမ်းသာနိုင်တာပဲနောက်ပြီးတော့ကြောက်တံပရများတွေနဲ့လည်းကြီးပွားချမ်းသာနိုင်တာပဲထားလိုက်ပါကြောက်တံပရများတွေကျွန်တော်တို့စိုက်ပျိုးရေးနဲ့ကြီးပွားချမ်းသာအောင်လုပ်လို့ရတာပဲနှုတ်ဒီဆန်စပါးကိုစိုက်ပျိုးကြရတဲ့လူတွေဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့စားနေတဲ့ထမင်းကိုစိုက်တဲ့အတွက်ကြောင့်မို့လို့ဒါကျေးဇူးရှင်လို့ပြောလို့ရတာပဲဒါတောင်လေတစ်ပါးတွေကိုယူမဆိုင်တာကဒါကျေးဇူးရှင်ကိုကျေးဇူးမတင်အောင်ရောက်ပါတယ်ဒါကျွန်တော်စိုက်ရွေးလုပ်လို့ပြောရမှာမဟုတ်ပါကျွန်တော်ခံစားမိတာကိုဒါဖြစ်တင်ဖြစ်တိုက်တာကိုပြောခြင်းပဲဖြစ်ပါတယ်ဥမာဆန်စပါးကိုစိုက်ရွေးရတဲ့ကိုအတက်တခင်ကျေးဇူးရှင်တွေအနေနဲ့ဥမာချမ်းသာတာကြီးတစ်ထေးကြီးမဟုတ်တော့မှာပဲသူတို့အတွက်ရတဲ့ရထိုက်တဲ့အကျိုးမြတ်ဆိုတာတော့ရှိတင်ပါတယ်ကိုပဲစိုက်ပျိုးရေးလုပ်တဲ့လို့တဖြည်းဖြည်းနဲ့ကျော်နေလာတယ်တဖြည်းဖြည်းနဲ့တရားမြေတွေဟာမပြုတ်ပြနိုင်ဘူးကျွန်တော်တို့ဟာအချိန်နေမပေးနိုင်တဲ့အတွက်ပျက်စီးတာရှိတယ်နောက်ချိန်ကျရင်စိုက်ပျိုးတဲ့လူတွေမရှိတော့ဘူးတရားမြေတွေကလည်းပျက်စီးလို့မို့လို့ထိုင်းနိုင်ငံအလိုပဲသူများနိုင်ငံအမြေကြီးတောင်မှဝဲပြီးတော့ချရမယ့်အခြေအနေတွေပါတွေရောက်သွားရင်တော့နိုင်ငံရဲ့အခြေအနေကိုတွေးတာကြည့်လိုက်ပါတော့အဲ့လိုချိန်ကြမှာအတက်တခင်ကျေးဇူးရှင်မှာတောင်လေဓမ္မတွေကဘာဖြစ်တယ်ညာဖြစ်တယ်လို့ပြောနေပေမဲ့လည်းအချိန်တွေကလွန်ခဲ့ပြီမလွန်ခင်မှာကြိုတင်တတ်ဖို့လိုပါတယ်ကျွန်တော်တို့ယာရီဥရုတွေအတွက်တစ်ပင်နေစိုက်ဖို့လိုတယ်လို့မြေကြီးရဲ့အတွက်လည်းမပြည့်စည်အောင်ယူဆိုင်ဖို့လိုတယ်စိုက်ပျိုးရေးကိုလောက်ကန်ကြတယ်
တောင်လေဓမ္မတွေကိုလည်းယူဆိုင်ပေးဖို့လိုပါတယ်ငါကျွန်တော်တို့မှာကျွန်တော်တို့ဝယ်တဲ့လူကိုလည်းအပြစ်ပြောနေတာမဟုတ်စိုက်တဲ့လူလည်းအပြစ်ပြောနေတာမဟုတ်လိုအပ်ချက်တွေကတော့နှစ်ဦးနှစ်ဖက်သလုံးမှာရှိနေရပဲဒီနှစ်ဦးနှစ်ဖက်ရှိရတဲ့ထဲမှာပိုးပြီးတော့ပညာတတ်တဲ့လူကပိုးပြီးတော့နားလည်ပေးရမယ်ပိုးပြီးတော့ချမ်းသာတဲ့လူကဆင်းရဲတဲ့လူကိုပိုးပြီးတော့မျှဝေပေးရမှာပဲနှစ်ဦးနှစ်ဖက်မှာလိုအပ်ချက်တွေရှိရဆိုပေမဲ့ဘယ်သူကဒီကိစ္စတွေကိုဒီပြဿနာတွေကိုကူညီနိုင်မလဲဖြေရှင်းနိုင်မလဲဘယ်သူကဥဆောင်နိုင်မလဲဆိုတာလဲဒါကတော့ပို့ပြီးတော့အဓိကကြတာပေါ့နော်ဒါကတော့ကျွန်တော်ဒီစိုက်ပျိုးရေးလောက်ကိုင်နေကြတယ်စိုက်ပျိုးရေးလောက်ကိုင်နေကြတဲ့တောင်လေဓမ္မတွေအနေနဲ့အခက်ခဲတွေကနေပြီးတော့စိုက်ပျိုးရေးလုပ်တဲ့လူတွေအနေနဲ့စိုက်ပျိုးရေးကိုဘယ်လိုလောက်ကိုင်ရမလဲဘယ်လိုမျိုးသိပညာဝတ္ထုဒနည်းပညာဈေးကွက်အနေထားအားတွေကိုနားလည်တတ်ကြရမယ်တယောက်နဲ့တယောက်မေတ္တာထားပြီးတော့အတူတူစုပေါင်းပြီးတော့လောက်ကိုင်းပြီးတော့စုပေါင်းပြီးတော့ရောင်းဝယ်တတ်ရမယ်ဒီအကြောင်းလေးကိုမျှဝေတာပါနောက်ပြီးတော့ဝယ်တဲ့လူတွေအနေနဲ့ကလည်းဒီတောင်လေဓမ္မတွေကိုအဆင်ပြေအောင်တတ်နိုင်လို့ရှိရင်အဆင်ပြေအောင်ဝယ်ချမ်းပေးပြီးတော့နိုင်ငံရဝင်ကိုရှာမယ်တောင်လေဓမ္မတွေကိုလည်းရည်ရွေးပြည့်မီအောင်ဘယ်လိုဆက်ရမယ်ဆိုတာလဲနီလန်ပေးသတ်မှတ်ပေးမယ်ဆိုလို့ရှိရင်အဆင်ပြေမယ်လို့ထင်ပါတယ်တောင်လေဓမ္မတွေအနေနဲ့ဘယ်တီးနံဘလောက်ပဲမယ်ဝယ်တဲ့လူတွေတောင်လေဓမ္မတွေကိုကုန်တယ်တွေကနေပြီးတော့ဘယ်တီးနံဘလောက်ဝယ်မယ်တီးနံရည်တွေးဘယ်လိုပြည့်မီရမယ်စာချုပ်တွေချုပ်ထားမယ်ဆိုလို့ရှိရင်တောင်လေဓမ္မတွေအနေနဲ့လောက်ရတာလဲအားရှိမှာဖြစ်ပါတယ်သူလည်းရည်တွေးပြည့်မီအောင်လုပ်မှာပဲဖြစ်ပါတယ်ဒီလိုမျိုးနှိုးနှစ်ဖက်အဆင်ပြေအောင်ဆိုပြီးတော့ကျွန်တော်အနေနဲ့ဒီလိုလေးမျှဝေရခြင်းဖြစ်ပါတယ်ကျွန်တော်ကပညာရှင်လည်းမဟုတ်ပါဘူးအဲကြတော့ကျွန်တော်အနေနဲ့လိုအပ်ချက်တွေကတော့ရှိမှာပါပဲဒါကျွန်တော်လိုလူမျိုးတယောက်ညံမိတလောက်မျှဝေခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့အတိရတတ်တဲ့လူတွေအနေနဲ့ကျွန်တော်ပြောတာထက်ပိုပြီးတော့ကောင်းအောင်လုပ်နိုင်မှာပါကျွန်တော်ပြောတာထက်ပိုပြီးတော့အဆင်ပြေတဲ့နည်းတွေလည်းရှိမှာကျွန်တော်ပြောတာလိုရင်လဲတိုးလိုက်ပါပိုရင်လဲလျှော့လိုက်ပါအားလုံးပဲအဆင်ပြေကြပါစေ
လောက်နေပဲနှုတ်ဆက်ပါတယ်